STP အကောင့်လေးကို login ပြန်ဝင်လိုက်မယ်။ Okay ဒါဆိုရင် STP ရဲ့ home page တွေကိုရောက်သွားပြီပေါ့နော်။အဲ့တော့ဒီထဲရောက်လို့ရှိရင်ဒီမှာမျက်လုံးလေးမိတ်နေတာကိုဖွင့်လိုက်ရင်ကိုယ့်စီမှာရှိတဲ့ကိုယ့် STP အကောင့်ထဲမှာရှိတဲ့ပတ်စံကိုတွေ့ရမယ်ပေါ့နော်။အဲ့တော့မှစီမှာ4100ကျော်ရှိတယ်။ view more နှိပ်လိုက်လို့ရှိရင်အဲ့ဒီ4100ကမြန်မာကျပ်အနေနဲ့က4100ကျော် US ဒေါ်လာအနေနဲ့က6ဒေါ်လာရှိရမျိုးပေါ့နော်။အဲ့တော့အမက US ဒေါ်လာ6ဒေါ်လာကိုတခြား currency ကိုအမပြောင်းချင်တယ်ပေါ့နော်။ဆိုလို့ရှိရင်ဘယ်ထဲဝင်ရမှာလဲဆိုရင်ဒီအောက်ကဒုတိယတက်ဖြစ်တဲ့ exchange ဆိုတဲ့ tab တွေကိုဝင်လိုက်လို့ရှိရင်ဒီမှာ currency exchange ဆိုပြီးတော့ငွေလဲလို့ရတဲ့စာမျက်နှာပေါ်လာပြီပေါ့နော်အဲ့တော့ဒီပေါ်မှာကကိုပဲငွေကနေလဲမှာလဲပေါ့အမက US ဒေါ်လာရှိတာ US ဒေါ်လာနဲ့ကလဲမှာဆို USD ကိုနှိပ်လိုက်ပေါ့နော်အဲ့တော့ဒီအောက်မှာကိုယ့်စီမှာရှိရဲ့ပမာဏကိုပြရပါတော့အမက USD ဆိုတော့ USD ဘယ်လောက်ရှိလဲဆိုတော့အမဒီမှာ6ဒေါ်လာရှိရဲဆိုတော့ဒီမှာ6ဒေါ်လာပြရတယ်ပေါ့နော်အဲ့တော့ဒီဘေးနားမှာ MAX max ဆိုတာကကြတော့ maximum အများဆုံးကိုပြောတာအဲ့တော့ maximum နှိပ်လိုက်လို့ရှိရင်ကိုယ့်စီမှာရှိရအကုန်တစ်ခါတည်းဒီဘက်ဘေးနားမှာတန်းပြီးတော့ပေါ်လာတယ်6ဒေါ်လာဆို6ဒေါ်လာပေါ်လာရဲပေါ့နော်ဒီအောက်မှာက US ဒေါ်လာကနေဘာကိုပြောင်းမှာလဲပေါ့အမက US ဒေါ်လာကနေမြန်မာကျပ်ကိုပြောင်းချင်တာဒါဆိုဒီမှာဘေးမှာတစ်ခါတည်းကိုဘယ်လောက်ရမှာလဲတန်းပေါ်လာရဲပေါ့နော်6ဒေါ်လာဒီ36,900ကျော်ရမယ်ဒီအောက်မှာကသူ့ရဲ့ဈေးကိုတွက်ထားပြီးတယ်အခုဒီအချိန်ပေါ့နော်ဒီနေ့ပေါ့25စက်တင်ဘာဒီ3:39အချိန်မှာ US ဒေါ်လာ1ဒေါ်လာကို4102ဘတ်ဈေးsorry 4102ကျပ်ဈေးပေါက်တယ်ပေါ့နော်အဲ့တော့ဒီဈေးကိုကိုသဘောကျတယ်ဆိုရင် continue ကိုနှိပ်ပြီးတော့လဲလိုက်ရုံပဲအခုက6ဒေါ်လာလုံးတော့မလဲဘူးပေါ့နော်5ဒေါ်လာအရင်လဲပြမယ်ပေါ့အဲ့တော့5ဒေါ်လာရွေးလိုက်ရင်ဒီအောက်မှာအမဒီ US ဒေါ်လာ5ဒေါ်လာကိုငွေလဲမယ်ဆိုရင်မြန်မာကျပ်ဘယ်လောက်ရမှာလဲဆိုရင်2517ရမှာ okay ဒီဈေးကိုကြိုက်တယ်ဆိုရင်အမ continue ကိုနှိပ်လို့ရပါပြီအဲ့တော့ခဏကိုနေနူကိုနှိပ်ပြီးသွားလို့ရှိရင်သူကဒီမှာပြန်ပြီးတော့စစ်ခိုင်းနေပေါ့နော်5ဒေါ်လာကိုလဲမှာမြန်မာငွေ2500ရမယ်ဒါမှန်လားပေါ့မှန်တယ်ဆိုရင်ဒီမှာ agree ဆိုပြီးတော့ဒီဟာလေးကိုအမှန်ချစ်ပြီးတော့ exchange now ကိုနှိပ်လိုက်လို့ရှိရင်ရပါပြီဒါဆိုရင် exchange successful ဆိုပြီးတော့ဖြစ်သွားပြီပေါ့နော်အမစီမှာရှိရဲ့5ဒေါ်လာမြန်မာငွေပြောင်းသွားပြီပေါ့နော်အဲ့တော့ဒီဟာလေးကို history ပြန်ကြည့်ချင်တယ်ဆိုရင်ဒီအောက်ကလိမ်မော်ရောင် box လေးထဲက view transaction history ဆိုတာကိုကြည့်လဲရတယ်ဒါမှမဟုတ်ဒီအောက်က tab ထဲက history တွေကိုသွားကြည့်လဲရတယ်เนาะအဲ့ဆိုရင်ဒီနေရာမှာ currency exchange ဆိုပြီးတော့ကိုပြောင်းထားတဲ့ဟာလေးပေါ့ဒီ3:40အချိန်မှာ 5USD ကိုရောင်းပြီးတော့မြန်မာငွေ2000ကျော်ဝယ်ထားပါတယ်ဆိုတဲ့ transaction ID နဲ့တကွ successful ဖြစ်ထားတဲ့ဟာကိုပြန်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုချိန်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ home ထဲကိုပြန်သွားကြည့်လိုက်ပြန်သွားကြည့်ပြီး main dashboard မှာကြည့်ရင် amount ကတော့ဒီလောက်ပဲခုန amount ပဲ view more မှာကြည့်လိုက်လို့ရှိရင်ဒီ4000ကျော်ကိုကင်ထားတဲ့ဟာမတူတော့ဘူးပေါ့နော်မြန်မာငွေကတော့2400ကျော်ဖြစ်ပြီးတော့ဒေါ်လာက4ဒေါ်လာပေါ့နော်အဲ့တော့အမနောက်ထပ်တစ်ခုထပ်ပြီးတော့ exchange ထပ်လုပ်ပြကြည့်မယ် exchange ထဲကိုပဲပြန်ဝင်လိုက်နော်ခုနအမစီမှာရှိရမြန်မာကျပ်ပေါ့ဒီမှာမြန်မာကျပ်2400နဲ့မှ600ကျော်ရှိတယ်အဲ့တော့မြန်မာကျပ်ကိုအမကထိုင်းဘတ်ပြောင်းမယ်ပေါ့နော် DHB ထိုင်းဘတ်ပြောင်းမယ်အဲ့တော့ဒီမြန်မာကျပ်ကိုအမ1000ဖိုးပြောင်းမယ်နော်1000ဖိုးပြောင်းမယ်အဲ့ဆိုရင်ထိုင်းဘတ်အခုပေါက်ဈေးဘယ်လောက်ရမလဲဆိုရင်95.05ဘတ်ရမယ်ပေါ့နော်အဲ့တော့ဒီဈေးကိုကြိုက်လားကြိုက်တဲ့အဆင်ပြေရဆိုရင်အမ continue ကိုနှိပ်လိုက်အဲ့တော့ခုနကလိုပဲ terms agree သိထားတဲ့ agree ကိုနှိပ် exchange now ကိုနှိပ်ဆိုရင်ဒီမှာရသွားပြီပေါ့နော် transaction complete ဖြစ်သွားပြီထုံးစံတိုင်း history တွေကိုဝင်ကြည့်လိုက်ရင်ဒီမှာငွေလဲထားတဲ့ဟာနောက်တစ်ခုပေါ်လာပြီပေါ့နော်မြန်မာငွေ1000ရောင်းပြီးတော့ထိုင်းဘတ်85ဘတ်ဝယ်ထားတာ successful ဖြစ်ပါတယ်ပေါ့အဲ့တော့အဲ့ဒါကို home ထဲက main dashboard မှာပြန်ဝင်ကြည့်လိုက်ရင် amount ကတော့ဒီလောက်ပဲဒီအောက်မှာကြည့်လိုက်ရင်အမကင်ထားတဲ့ဟာကထိုင်းဘတ်လည်းရှိသွားပြီဒေါ်လာလည်းရှိသွားပြီမြန်မာကျပ်လည်းရှိသွားပြီပေါ့နော်ဒီ main dash ကအပေါ်မှာပြတဲ့မြန်မာငွေကတော့အချိန်နဲ့အမျှအနည်းငယ်အတိုးအလျော့အပြောင်းလဲရှိလိမ့်မယ်။ဘာလို့လဲဆိုတော့ကိုကင်ထားတဲ့အောက်က currency ပေါ်မူတည်ပြီးတော့အဲ့ဒီဈေးတွေအတက်အကျကိုလိုက်ပြီးတော့မြန်မာငွေနဲ့ပြန်တွက်ပေးတာမို့လို့ပေါ့နော်။အဲ့တော့တချို့ကျတော့ဒီကမြန်မာကျပ်ဆိုတာကိုပဲမှတ်ထားရပေါ့နော်။တဲ့ငါတခါ4100ကနေ4000ပဲကျန်တော့တယ်သူ့လိုရော့သွားတာလားအဲ့လိုမဟုတ်ဘူးเนาะကိုကင်ထားတဲ့ဟာကမြန်မာကျပ်မဟုတ်ဘဲနဲ့တခြား currency တွေကင်ထားတယ်ဆိုရင်သူတို့ရဲ့အချိန်နဲ့အမျှပြောင်းနေတဲ့ဈေးတွေကအတိုင်းကို
ကိုယ့်ရဲ့ဒီမှာရှိတဲ့ဟာကလည်းမြန်မာငွေနဲ့တက်ပြီးတော့ like တက်ရင်လည်းတက်မယ် like ကြရင်လည်းကြမယ်အဲ့ဒါမျိုးရှိတတ်တာမို့လို့ပါအခုဒီဗီဒီယိုလေးကိုကြည့်ပြီးသွားလို့ရှိရင်တော့ကိုယ့်ရဲ့ STB ကောင်ထဲမှာပဲ currency အချင်းချင်းအလွယ်တကူပြောင်းလို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်